ဤဘိုကချန်ပီယံကြီးကိုတရုတ်သေးနှုတ်ဆက်ခဲ့ပြီးချန်ပီယံကြီးကတော့ရဲရဲမမောနဲ့စားနှောင်းနေတဲ့အပြင်တာခါမူရာနဲ့လည်းအသည့်တွေဖြစ်ပါတယ်ဒါတဲမှာမိန်းမရှိပြီးအခုမှအသက်28ပဲရှိသေးပေမဲ့တာခါမူရာကတော့သူ့ကိုအဖိုးကြီးလို့ခေါ်ပါတယ်တာခါမူရာနဲ့ဒါတဲတို့ကအသည့်တွေဆိုအထက်ပို့ပြီးရင်းနှီးကြပြီးဒီနေ့ပွဲမှာဒါတဲကအထူးအသက်အနေနဲ့ဖိတ်ကြားခံခဲ့ရတာပါဒါတဲကဤဘိုကိုချစ်စရာကောင်းတယ်ဆိုပြီးပြောခဲ့တာကြောင့်ဤဘိုရဲ့လက်သီးတွေကတော့ချစ်စရာမကောင်းတော့ဘူးဆိုပြီးတာခါမူရာကဇလန်းစားလိုက်ပါတယ်ရူကီတိုက်တဲ့ရရှိထားတဲ့ Evo ကအခုဆိုရင် ranking နံပါတ်10လောက်မှရှိနေပြီးအခက်အခဲမရှိအဆင့်တက်လာမယ်ဆိုရင်ဒါတဲနဲ့ထိုးခွင့်ရနိုင်ပါလိမ့်မယ်ဒါတဲကအရွယ်ရနေပြီဆိုပေမဲ့အသက်28ရောက်တဲ့အထိနာမည်ကျော်ကြားနေတော့မှဖြစ်ပြီးသူက Evo နဲ့လည်းထိုးချင်မိပါတယ်အဲ့ဒါကြောင့်နောက်ထပ်ပြိုင်ပွဲကြီးမတိုင်ခင် Evo နဲ့အဆန်းထိုးမယ်လို့ပြောလာပြီးလက်သီးထရန်တက်တာသွားရင်သူ့ချင်းကိုလာခဲ့ဖို့ပြောသွားခဲ့ပါတယ်ဂျပန်နိုင်ငံအတွင်းမှာဒါတဲဟာကမ္ဘာအထိထိုးပေါက်နိုင်တဲ့ဘောက်ဆာတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ချန်ပီယံခပတ်ကိုလွယ်လွယ်နဲ့အပါခံမှာမဟုတ်ကြောင်းတာခါမူရာကပြောပြပါတယ်။အဲ့နောက်ဒီနေ့ပြိုင်ပွဲရဲ့ပထမဆုံးထိုးပွဲကခီမူရာရဲ့ပွဲဖြစ်ပြီးနောက်ဆုံးအချီအထိသူ့ရဲ့ပြိုင်ပွဲနဲ့အပြန်အလှန်ထိုးခဲ့ပါတယ်။နာအိုမီရှိကတော့ထိုးပွဲကြည့်ရင်ကြောက်တူးတုံနေခဲ့ပြီးခီမူရာကဒိုင်လူကြီးအဆုံးအဖြတ်နဲ့အနိုင်ရခဲ့ပါတယ်။အာအိုခီအလဲမှာတော့ပြိုင်ပွဲကိုအသာသီးရခဲ့ပြီးနောက်ဆုံးမှာတော့အလဲထိုးနိုင်ခဲ့ပါတယ်။တာခါမူရာကလည်းပြိုင်ပွဲကိုတစ်ချက်ထဲနဲ့အမောက်သိပ်ပစ်ခဲ့ပြီးနီးပြကြီးရဲ့ခါမိုကာဝါကျင်ဘောက်ဆာတွေအကုန်လုံးအနိုင်ရခဲ့ကြပါတယ်။နာအိုမီရှိကထိုးပွဲတွေနဲ့အသားမကျသေးပဲအာအိုခီတို့ကတော့သူတို့ရဲ့နိုင်ပွဲအတွက်ကြွားလုံးတွေထုတ်နေပါတယ်။အာအိုခီတို့က lightweight တန်းရဲ့ ranking နံပါတ်9မှာရောက်နေပြီဖြစ်ပြီးချန်ပီယံခပတ်ရဖို့အတွက်ကြိုးစားနေကြတာဖြစ်ပါတယ်။ featherweight ranking နံပါတ်10မှာရှိနေတဲ့ Evo ကတော့သူ့ရှေ့မှာ9ရောက်တောင်ကျန်နေသေးလို့စိုးရိမ်ပူပန်နေရပါတယ်။အဲဒါကြောင့်နီးပြကြီးကမင်းအရှေ့မှာ9ရောက်ပဲကျန်တော့တာဖြစ်လို့ဒီနေ့အတွင်းတေချာကြိုးစားရင်ပြိုင်ပွဲကြီးမှတော့ဝင်ပါလို့ရသေးတယ်ဆိုပြီးအားပေးလိုက်ပါတယ်။အိမ်မက်ရောက်တဲ့အခါမှာတော့ဒါတဲအကြောင်းစောင်းမားတွေရှာဖတ်ရင်းအခုထိချန်ပီယံဖြစ်နေသေးတဲ့ဒါတဲရဲ့တန်မာမှုတွေကိုမြင်လိုက်ရပါတယ်။ဆန်တို့ရဲ့ထိုးချက်တွေကအပြင်ပြီးမာရှိဖာရဲ့ဖလစ်ကာတွေကမမြင်ရတော့တဲ့အထိမြန်ဆန်နေခဲ့ကမီယာတာရဲ့အမြန်နှုန်းကိုလည်း short တွက်လို့မရပါဘူး။ချန်ပီယံဆိုတာအဲ့ဒါတွေအားလုံးရဲ့အထက်မှာရှိနေရမယ့်အရာဖြစ်ပါတယ်။အဲ့အချိန် Evo ကသူနဲ့ဆန်တို့လိုမျိုးထိုးချက်အပြင်းတဲ့ဘောက်စားတွေ featherweight တန်းမှာတိတ်မရှိတော့သတိထားမိလိုက်ပါတယ်။ဒါတဲရဲ့အမြန်နှုန်းတေချာမမြင်ရသေးပေမဲ့လည်း Evo ကသူနဲ့ချန်ပီယံကြီးဒါတဲတို့ရဲ့ကွာခြားမှုကိုသိကျင်လာခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ Evo ကသူ့ရဲ့ဂျူနီယာလေးကိုကျိုးခုံနီတင်ပေးနေပြီးနာအိုမီရှိကတော့အစာပဲရှိသေးရကြောင်းအလွယ်အမားလေးတွေနဲ့ရင်ဆိုင်နေရပါတယ်။အဲဒါကြောင့်နာအိုမီရှိလည်းသူ့ကိုတင်ပေးနေတဲ့ Evo ကိုအားနာလာခဲ့ပါတယ်။သူမလုံနိုင်တော့ဘူးဆိုတဲ့စိတ်ဓာတ်နဲ့ညှဉ်းညူးနေတဲ့ဂျူနီယာလေးကို Evo ကကောင်းကောင်းကြီးအားပေးနေပေမဲ့အာအိုခီတို့ကတော့ဟာတာလုံနေပြန်ပါတယ်။ Evo ကဂျူနီယာလေးဘက်ကနေခုခံပြီးပြောပေးနေပေမဲ့လည်းနာအိုမီရှိကတော့စိတ်ဓာတ်ကျနေတုံပဲဖြစ်ပါတယ်။အဲနောက်မှာတော့ Evo ရဲ့ဒဏ်ရာကလုံးဝအနာကျသွားပြီဆိုပြီးဒေါက်တာကအတည်ပြုပေးရကြောင်း Evo လည်းလက်သီးပြန်ထိုးလို့ရသွားပါပြီ။တဲအိတ်ထိုလေ့ကျင့်တဲ့အခါနီးပြားကပါဝင်ကူညီပေးပြီး Evo ကလည်းအနားယူထားရတဲ့လက်သီးတွေကိုအားရပါရအသုံးချနေပါတယ်။တဲအိတ်ကပေးထားရတဲ့နီးပြားရဲ့လက်တွေဆိုရင်နီးဆုပ်သွားတဲ့အထိဖြစ်ခဲ့ရပါတယ်။အဲအချိန်ဒါတဲကိုယ်တိုင်က Evo နဲ့အဆန်ထိုးခြင်းနဲ့ဆိုပြီးကန့်လန့်ထားကြောင်းနီးပြားကပြောပြလာပါတယ်။၃ရက်လောက်လေ့ကျင့်ပြီးသွားချိန်မှာတော့ Evo ကနာအိုမီချီနဲ့တာခါမူရာတို့နဲ့အတူဒါတဲစီထွက်လာခဲ့ပါတယ်။ချန်ပီယံကြီးနဲ့အဆန်ထိုးရမှာဖြစ်လို့ Evo စိတ်လှုပ်ရှားနေကမှဘူရာရောက်တဲ့အခါတာခါမူရာကချိန်ထားတာရှိသေးလို့ဆိုပြီးလစ်ထွက်သွားပါတယ်။အဲဒါကြောင့်နာအိုမီချီနဲ့ပဲအတူသွားလိုက်ရပြီးဒါတဲရဲ့ဂျင်းစီရောက်တဲ့အခါမှာတော့အဒီကဘောက်ဆာတွေအကုန်လုံးက Evo ကိုအထင်သာစောင့်ကြည့်နေကြပါတယ်။ Evo shadow boxing သွေးပူလုပ်တဲ့အခါမှာတော့ဘောက်ဆာတွေအံ့ဩသွားကြပြီးအဲအချိန်ဒါတဲရောက်လာခဲ့ပါတယ်။ဒါတဲရဲ့တရောင်စင်းနဲ့လက်ကောက်ဝတ်လှုပ်ရှားမှုတွေကို Evo ကအထင်ကြီးမိနေပြီးဒါတဲဟာ Coscrew ဘလို့ကျွမ်းကျင်သူဖြစ်ကြောင်းပြောပြပါတယ်။ Coscrew ဘလို့ဆိုတာတာမန်ထဲလက်သီးနဲ့မတူပဲလက်မောင်းလှည့်ပြီးချိန်ထိုးတဲ့ထိုးနည်းကိုပြောတာဖြစ်ပါတယ်။ဒီနေ့ပွဲဟာဒါတဲအတွက်ပြိုင်ပွဲကြီးမတိုင်ခင်နောက်ဆုံးထိုးတဲ့အဆန်ထိုးပွဲဖြစ်ပြီး Evo နဲ့3ညထိုးမှဖြစ်ပါတယ်။ဒါတဲကခေါင်းစုဝင်းမထားပေမဲ့မစိုးရိမ်မဲ့ထိုးဖို့ပြောခဲ့ပြီး Evo ကတော့ view ဟာစဉ်းစားပေးမဲ့တခါမှုရမရှိလို့အခက်တွေ့နေရပါတယ်။ပုံမှန်အတိုင်းထိုးမဲ့ဆိုပြီးတွေးထားပေမဲ့ပွဲစားရဲ့အခါမှာတော့ချန်ပီယံကြီးရဲ့အချိန်အဝါတွေကြောင့်စိတ်လှုပ်ရှားနေရပါတယ်။တောင်းတောင်းကြီးဖြစ်နေတဲ့အချိန်တစ်ချက်အထိုးခံလိုက်ရပြီးနောက်ချန်ပီယံကြီးကအကြံပဒံအနီးကလိုက်ထိုးပါတယ်။ Evo ကြောင့်မိတ်နေတာကြောင့်ပွဲကြီးနေတဲ့ဘောက်ဆာတွေကဒါတဲမှာဟာကွက်မရှိဘူးဆိုပြီးပြောနေပါတယ်။အဲအချိန် Evo ကပြန်ထိုးဖို့ကြိုးစားရင်သူ့ရဲ့အာပီနဲ့ထိုးချက်တွေကြောင့်ဒါတဲနောက်ဆုတ်သွားရပါတယ်။အဲ့ဒါအပြင်ဟန်ချက်ပါပြတ်သွားလို့ Evo ကထိုးဖို့လုပ်ပေမဲ့အချိန်ပြည့်ခေါင်းလောင်းတန်ကြားလိုက်ရပါတယ်။ဒါတဲက Evo ကိုဖမ်းရခတ်တဲ့ဆိုပြီးပြောနေပေမဲ့သူ့ရဲ့အပြုံးမှာအကြံစီတစ်ခုရှိနေတယ်ဆိုတာပေါ်လွင်နေပါတယ်။ဒါတဲရဲ့နီးပြားက Evo သာဝါရင်သွားရင်ဘောက်ဆာကောင်းတစ်ယောက်ဖြစ်လာနိုင်တယ်ဆိုပြီးပြောတော့ဒါတဲကလည်းသူ့ဘာပုံပြသွားနိုင်ကြောင်းထောက်ခံပြောပြပါတယ်။ Evo မှာအပြင်းနဲ့လက်သီးတွေရှိပြီးအရှောင်အတင်းကောင်းတဲ့အပြင်မြန်လဲမြန်တာကြောင့်ဒါတဲမှာစမ်းသက်စရာတစ်ခုရှိနေပါတယ်။သူတို့မှလှုပ်ဝက်ချက်ရှိနေတာကို Evo ကလည်းသတိထားမိနေပြီးနာအိုမီချီက Evo အလဲထိုး
နိုင်မှာဆိုပြီးအားပေးနေရကြောင်းဗဇက်ကိုအမြန်ပိတ်လိုက်ရပါတယ်ချန်ပီယံကြီးကပညာတွေထုတ်ပြရသေးတာမဟုတ်ပဲချန်ပီယံကြီးကိုလေးစားအားကြတဲ့ဘောက်ဆာတစ်ယောက်လည်းရှိနေပါတယ်သူကတော့အိုခိဒဖြစ်ပြီးချန်ပီယံကြီးဓာတ်တဲ့နဲ့ဝိတ်တန်းအတူတူပဲဖြစ်ပါတယ်သူလေးစားရတဲ့သူကသူ့အရှိမလူသေးလေးနဲ့အစံထိုးနေတာကိုကြည့်လို့ရမှာမဟုတ်တာတော့သိကြပါတယ်ဒုတိယအချီစားတဲ့အခါမှာတော့အီဘိုကအထိုးမခံညင်လို့လှုပ်ရှားမှုတွေမြင့်တင်ပြီးတိုက်ခိုက်ပါတယ်ဒါပေမဲ့ဓာတ်တက်ရဲ့ဖီအားပေးနိုင်မှုတွေကြောင့်ကျုံဝိုင်းနောက်ကိုရှားသွားခဲ့ပြီးအီဘိုကထားပေမဲ့လည်းဓာတ်တက်ရဲ့ cross screw ထိုးခြင်းကိုခံလိုက်ရပါတယ်နောက်တစ်ချက်ထိုးလာတော့မှအီဘိုမြင်နေရပြီးအသီးသိလည်းရှိနေသေးပေမဲ့ခန္ဓာကိုယ်ကလှုပ်လို့မရပဲဖြစ်နေပြီးအထိုးခံလိုက်ရပါတယ်ဒီကိုယ်လုံးအေးခဲသွားသလိုခံစားနေရပြီးသူ့ကိုယ်သူဘာဖြစ်သွားမှမသိခင်မှာပဲလဲကျသွားခဲ့ရပါတယ်ပွဲကြီးနေတဲ့ပေါဇာတွေလည်းဓာတ်တက်ဘာလုပ်လိုက်မှမသိကြပေမဲ့နီးပြကတော့ဓာတ်တက်ရဲ့ဆန္ဒချက်အောင်မြင်ကြောင်းပြောနေပါတယ်ဓာတ်တက်ကသူ့ရဲ့ထိုးချက်ကိုဒီထက်ပိုပြီးအစင်းမြင့်နိုင်သေးကြောင်းတွေးနေတဲ့အချိန်အီဘိုကရုံးကန်ပြီးတော့ပြန်ထလာခဲ့ပါတယ်ဒီကိုယ်လုံးတုံရင်နေပြီဆိုပေမဲ့ဒုတိယအချီစက်ကစားခြင်းနေပြီးဓာတ်တက်ရဲ့ထူးဆန်းတဲ့ထိုးချက်ကိုလည်းအပြည့်ရှာခြင်းနေပါတယ်အီဘိုကသူ့အထိုးခံရတော့မယ်ဆိုတာသိလိုက်တဲ့အချိန်မှာပဲအချိန်နဲ့ရက်တန့်သွားသလိုခံစားလိုက်ရတာဖြစ်ပြီးဓာတ်တက်ဘာလုပ်လိုက်တာလဲဆိုတာသိကျင်နေပါတယ်ချန်ပီယံကြီးနဲ့တိုက်ခိုက်ဖို့အခွင့်အရေးရထားတာကိုတချီတဲ့နဲ့အလဲဟာသက်ဖြစ်မသွားသေးခြင်းပဲအဲနောက်မှာဒုတိယအချီဆက်ဆော်ကြပါတယ်ထိခိုက်ထားတဲ့အီဘိုကအစွမ်းကုန်ထုတ်တိုက်ပေမဲ့လည်းဓာတ်တက်ရဲ့ဖီအားပေးမှုတွေကြောင့်ကျိုးဝိုင်းတောက်ကိုရောက်သွားပြန်ပါတယ်ဓာတ်တက်ကခုနတုန်းကလို့တူညီတဲ့ထိုးချက်မျိုးပြန်ထိုးလာတဲ့အခါအီဘိုကဘော်ဒီအထိုးခံရမှာဆိုလို့ကထားပါတယ်တကယ်တော့ဓာတ်တက်ကဘော်ဒီကိုပြင်းမှတ်ထားတာမဟုတ်ပဲနှလုံးဒဲတဲ့ထိုးလိုက်တဲ့အခါမှာတော့အီဘိုလုံးမရတော့ပဲနောက်ထပ်ထိုးချက်နဲ့ခံလိုက်ရပြန်ပါတယ်နှလုံးကိုအပြင်းပြင်းနဲ့ထိုးလိုက်ရင်ခဏတစ်ဖြုတ်အကျော်သေးသေးပြီးအဲ့ဒီထိုးချက်ကိုပွဲကြီးနေတဲ့အိုခိဒသဘောပေါက်သွားပါတယ်နှလုံးထိုးချက်ကတီးကြတဲ့ထိုးချက်တွေထဲမှာအခက်အခဲဆုံးဖြစ်ပြီးဓာတ်တက်ရဲ့ cross screw နဲ့ထိန်းချုပ်မှုတွေကြောင့်ထိုးနိုင်နေတာဖြစ်ကြောင်းနီးပြကပြောပြပါတယ်ဓာတ်တက်ကအီဘိုမောက်သွားပြီးဆိုပြီးထင်နေပေမဲ့အရှုံးမပေးတဲ့အီဘိုကတော့ပြန်ထလာခဲ့ပြီးဓာတ်တက်ရဲ့ cross screw နဲ့နှလုံးကိုချိန်ပြီးထိုးတဲ့ထိုးချက်ကိုအထင်ကြီးမိနေပါတယ်အဲ့ဒီလိုခဏတအကျော်သေးသေးတဲ့ထိုးချက်တွေကိုအီဘိုကထမ်းမှန်ရင်ဆိုင်ခဲ့ပြီးနောက်ဆုံးမှတော့အဆန်ထိုးပွဲရဲ့အဆုံးသက်အချိန်ကိုရောက်ရှိလာခဲ့ပါတယ်ပွဲပြီးခေါင်းလောင်ထိုးတဲ့အခါမှာတော့အီဘိုဆိတ်လျှော့သွားခဲ့ပြီးအဲတောင်မှာတော့ချန်ပီယံကြီးကိုနှုတ်ဆက်ကအိမ်မြန်သွားပါတယ်အီဘိုဟာ6ကြိမ်အောင်လဲကြခဲ့ပေမဲ့အမြဲတမ်းပြန်ထနိုင်ခဲ့တာကြောင့်ပွဲကြီးခဲ့ရတဲ့ပေါဇာတွေကချီးကျူးနေကြပါတယ်အိုခိတာကတော့အီဘိုဟာပွဲပြီးတဲ့အထိဓာတ်တက်ကိုထိချက်ကောင်းကောင်းမထိုးနိုင်ခဲ့ဘူးဆိုပြီးပြောပါတယ်အဲဒါအပြင်ဓာတ်တက်ထုတ်သုံးခဲ့တဲ့လှုပ်ဝက်ချက်ကိုလည်းအိုခိတာကမြင်ခဲ့ရကြောင်းပြောပြပါတယ်ဓာတ်တက်ကတော့သူ့လူတွေကိုဟာသားတွေပြောရင်စကားလမ်းကြောင်းလွှဲသွားခဲ့ပြီးရေသွားချိုးပါတယ်အီဘိုရဲ့ထိုးချက်တွေကိုခံရတဲ့ဓာတ်တက်ရဲ့လက်တွေနှိဆုပ်နေပြီးခေါင်းလျှော့ဖို့တော့လက်မမြောက်နိုင်ပဲဖြစ်နေရပါတယ်ဖက်သာဝိတ်တိုင်းရဲ့အဆင့်30ပဲရှိသေးတဲ့ကောင်လေးကချန်ပီယံကြီးခေါင်းမလျှော့နိုင်အောင်လုပ်ပေးသွားတာဖြစ်ပါတယ်တစ်ဖက်မှာတော့ချန်ပီယံကြီးနဲ့ရှင်မြန်ခဲ့ရတဲ့အီဘိုကလည်းဓာတ်တက်ရဲ့တန်မာမှုတွေကိုမြင်ခဲ့ရပြီးမုတ်စားနေတဲ့အချိန်မှာတော့ဗသက်ထဲကနေသူတွေစီးကြလာနေပါတယ်အဲ့ဒါတောင်အီဘိုကအပြုံးမပြတ်ပဲပုံမှန်လိုပြုမှုနေတဲ့အခါနောင်မချီကအီဘိုကိုအားကြကြောင်းပြောပြလာပါတယ်နောင်မချီရဲ့မိဘတွေကအလောက်ကြောင့်နေရာတွေမကြခဏပြောင်းရွှေ့ရပြီးသွားလေးရနေရာတိုင်းမှာနောင်မချီကအနိုင်ကျင့်ခံခဲ့ရပါတယ်တနေ့မှတော့ TV ကလွှင့်တဲ့အီဘိုရဲ့ပေါင်းစင်ပွဲကိုမြင်ခဲ့ရပြီးအီဘိုဟာလဲကြတိုင်းမှာပြန်ထလာခဲ့တာကြောင့်အားကြလေးစားခဲ့ရပါတယ်အီဘိုရဲ့တန်မာမှုတွေကိုမြင်လိုက်ရတဲ့အခါအီဘိုလိုမျိုးတန်မာတဲ့လူတစ်ယောက်ဖြစ်ရှင်လာခဲ့ပါတယ်ဒါပေမဲ့အပြင်ကထိုးပွဲတွေကိုသူကိုယ်တိုင်မြင်လိုက်ရတဲ့အခါမှာတော့ကြောက်စိတ်တွေကိုမကြော်ဖြတ်နိုင်ပဲဖြစ်ရပါတယ်အဲဒါကြောင့်သူဟာအီဘိုလိုလူမျိုးဖြစ်မလာနိုင်ဘူးဆိုတာလက်ခံမိနေပြီးတန်မာတဲ့အီဘိုကတော့ဒါကိုနားလဲမှမဟုတ်ဘူးဆိုပြီးနာအိုမီချီကပြောပါတယ်အဲအခါမှာတော့အီဘိုကအနိုင်ကျင့်ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်အကြောင်းနာအိုမီချီကိုပြောပြလိုက်ပါတယ်အဲ့ဒီကောင်လေးရဲ့ခန္ဓာကိုယ်ကညှိစော်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အတန်းဖော်တွေကအနိုင်ကျင့်နှိပ်စက်ခဲ့ကြပါတယ်မူလာတန်းကနေအထက်တန်းမအောင်ခင်အထိ17နှစ်လွန်လုံးအနိုင်ကျင့်ခဲ့ကြပါတယ်ဒါပေမဲ့ကိုမြန်တို့ရဲ့အရာကိုရှာတွေးလိုက်တဲ့အခါအဲ့ဒီအရာမှာပဲနှိမ့်မြုပ်လိုက်တော့ဘသူကမှလာပြီးတော့အနိုင်မကျင့်ကြတော့ပါဘူးကိုမြန်တို့ရဲ့အရာကိုလောဆောင်ရတဲ့အခါဘေးထိုင်ပူပြောတွေကိုဂရုမစိုက်နိုင်တော့ပဲတတိမထားမိခင်မှာပဲအရာအလုံးပြောင်းလဲလာခဲ့ပါတယ်ဘသူကမှအနိုင်မကျင့်တော့အောင်ဘယ်အရာမှာနှိမ့်မြုပ်လိုက်တာလဲဆိုပြီးနာအိုမီချီကမေးတော့ဘောက်စင်အာကာသဖြစ်ကြောင်းဖြေပေးလိုက်ပါတယ်အဲအခါမှာတော့နာအိုမီချီလည်းညီတော်နန်လို့အနိုင်ကျင့်ခံခဲ့ရတဲ့ကောင်လေးကအီဘိုဆိုတာသိလိုက်ပါတယ်အဲဒါကြောင့်အီဘိုကအခုမှတန်မာတာမဟုတ်ပဲအနိုင်ကျင့်ခံဘဝကိုတောက်ခံနိုင်ခဲ့တဲ့အထိတန်မာခဲ့တဲ့ဆိုတာနာအိုမီချီသဘောပေါက်လိုက်ပါတယ်အဲဒါကြောင့်နာအိုမီချီကအီဘိုကိုပို့ပြီးလေးစားအားကျသွားခဲ့ပြီးနာအိုမီချီအိမ်ပြန်တဲ့အချိန်အီဘိုကသူတို့နှစ်ယောက်လုံးပို့ပြီးစူးစမ်းသွားရမယ်ဆိုပြီးအားပေးလိုက်ပါသေးတယ်နာအိုမီချီကသာအီဘိုရဲ့တန်မာတဲ့ခွန်အားတွေနဲ့ပတ်သက်ပြီးချီးမွမ်းသွားပေမဲ့အီဘိုကိုယ်တိုင်ကတကယ်ခွန်အားအစစ်အမှန်ဆိုတာဘာလဲဆိုတာသိချင်မသိရသေးပါဘူးချန်ပီယံကြီးဓာတ်တက်ကတော့သိနေမှာဖြစ်ပြီးဓာတ်တက်နဲ့အီဘိုတို့ရဲ့ကွာဟမှုကလက်ရှိမှာကြီးမားနေပါသေးတယ်ဒါပေမဲ့နောက်တစ်ခါကျရင်တော့ဒီထက်ပိုပြီးထိုးဖောက်နိုင်ဖို့အီဘိုကစူးစမ်းသွားမှာပါ
နောက်တစ်ရက်ဂျင်သွားတဲ့အခါမှာတော့တာခါမူရာကအီဘိုအကြောင်းကောလာဟာလာတွေဖွာထားပါတယ်တာခါမူရာကအီဘိုနဲ့အတူအဆန်ထိုးပွဲစီမလိုက်ခဲ့ပေမဲ့အီဘိုဟာတချီထဲမှာဆဲကလဲကျခဲ့ကြောင်းနဲ့သူကပဲဆွဲခေါ်လာပေးခဲ့ရတာဖြစ်ကြောင်းအာအိုခီတို့ကိုလိန်ပြောထားပါတယ်နီးပြကြီးကလည်းတာခါမူရာရဲ့လိန်စင်တွေကိုအမှန်တကယ်ထင်နေပြီးတာခါမူရာရောက်လာတဲ့အခါအခြေအနေတွေအကဲခတ်နေပါတယ်တာခါမူရာဂျင်နယ်ကိုဝင်လာတဲ့အခါအီဘိုနဲ့အဆန်ထိုးပွဲစီလိုက်သွားတယ်လို့ဟန်ဆောင်နေပေမဲ့နီးပြကြီးကအနောက်ကနေတီးထုတ်ပေးလိုက်ပါတယ်တာခါမူရာဆော်ရီနဲ့ချိန်တွေဖို့ထွက်သွားတဲ့အကြောင်းအီဘိုကပြောပြထားတာကြောင့်နီးပြကြီးကသိပြီးသားဖြစ်ပါတယ်အဲဒါကြောင့်တာခါမူရာလည်းအီဘိုကိုမျက်စောင်းထိုးနေပြီးအဲနောက်မှာတော့ထွက်ပြေးသွားလို့နီးပြကအနောက်ကနေလိုက်သွားပါတယ်အဲနောက်ဒါတရချန်ပီယံတိုက်တဲ့ကိုပြန်ပေးအပ်တော့မှဆိုတဲ့သတင်းဆောင်းပါးထဲမှာပါလာကြောင်းခီမူရာကထုတ်ပြပါတယ်အဲဒါကြောင့်အီဘိုလည်းဒါတက်ကချန်ပီယံမဟုတ်တော့ဘူးလားဆိုပြီးမေးတော့ဒါတက်တာပွဲအနေနဲ့ပြန်ထိုးလိုက်ရင်သူ့နေရာကိုပြန်ရမှာဖြစ်တဲ့အကြောင်းပြောပြပါတယ်အဲနောက်ပိုင်းမှာဒါတရကဘာရန်အဆင့်ဝင်သွားမှဖြစ်ပြီးကဘာအဆင့်ပြိုင်ပွဲတွေနဲ့ပဲရင်ဆိုင်သွားမှဖြစ်ပါတယ်အဲဒါကြောင့်အီဘိုသာအခက်အခဲမရှိအဆင့်တက်သွားရင်ဒါတရဖက်တာဝိတန်ကနေထွက်သွားရမှာဖြစ်ပြီးအီဘိုအတွက်ခပတ်ရဖို့ပို့လဲသွားမှဖြစ်ကြောင်းအာအိုခီကပြောပါတယ်အီဘိုကတော့ဒါတက်နဲ့မထိုးရတော့မှကိုစိုးရိမ်နေပြီးသူခံစားချက်ကိုနားလဲတဲ့ခေမူရာတို့ကအီဘိုရဲ့ ranking အဆင့်တွေပုံမြင်မှုလိုအပ်ကြောင်းပြောပြပါတယ်တခါမူရာကိုလိုက်ဖက်နေတဲ့နီးပြပြန်လာတဲ့အခါမန်နေဂျာယာကီကသတင်းတစ်ခုပြောပြပါတယ်အဲဒါကတော့ဒါတက်တို့ရဲ့ဂျင်မှာရှိတဲ့ပေါက်စားတယောက်ကအီဘိုနဲ့ထိုးချင်တာကြောင့်ပွဲတည်ထားတာဖြစ်ပါတယ်ပွဲတက်ရှင်တဲ့သူကဒါတဲကိုအားကျလေးစားတဲ့အိုခီတာဖြစ်ပြီးသူကလည်းဖက်တာဝိတန်ရဲ့ ranking အဆင့်9နေရာမှာရပ်တည်နေပါတယ်အီဘိုကသူက ranking အဆင့်9ကိုအနိုင်ရရင်သူ့ရဲ့ ranking နဲ့တက်လာမှာဖြစ်လို့စိန်ခေါ်တာကိုလက်ခံချင်နေပါတယ်အိုခီတာဟာအားကောင်းတဲ့ပေါက်စားတစ်ယောက်ဖြစ်ပြီးတိုင်ပွဲအတွက်အချိန်လက်သိမ့်မကြံတော့အကြောင်းယာဂီကစိုးရိမ်နေပါတယ်နောက်လာမှထိုးရမယ့်အိုဟီတာရဲ့ဆီမီဖိုင်နယ်ပွဲမှာပြိုင်ဘက်ကရုတ်တရက်မလာနိုင်တော့တာကြောင့်အဲ့ဒီပွဲမှာအီဘိုကိုထိုးဖို့ဖိတ်ခေါ်ထားတာဖြစ်ပါတယ်တလားတော့မကြံတော့တဲ့အချိန်အတွင်းမှာပြိုင်ပွဲကိုလေ့ကျင့်ဖို့ခက်ခဲပါလိမ့်မယ်ဒါပေမဲ့အီဘိုရဲ့အကြီးတွေကြောင့်နီးပြကအီဘိုရဲ့ခန္ဓာကိုယ်ကိုနည်းနည်းပါးပါးစမ်းသပ်ပြီးစိန်ခေါ်မှုကိုလက်ခံလိုက်ဖို့ယာဂီကိုပြောပြလိုက်ပါတယ်အဆင့်ပုံမြင်တဲ့ဘောက်ဆာနဲ့တိုက်ခိုက်ရမယ်ဆိုတာအခွင့်အရေးကောင်းတစ်ခုဖြစ်လို့နီးပြကလက်ခံလိုက်တာဖြစ်ပြီးအီဘိုတို့ကိုလေ့ကျင့်ခိုင်းလိုက်ပါတယ်အီဘိုကလက်ထက်ရတွေရထားတဲ့3လအတွင်းမှာတောင်လေ့ကျင့်မှုတွေမပြတ်ခဲ့လို့ပြိုင်ပွဲအတွက်အဆင်သင့်ဖြစ်နေမှာပါအိုခီတာကအားကောင်းတဲ့ပြိုင်ပွဲဖြစ်လို့အီဘိုရှုံးသွားရင်တောင်အဲ့ဒီအရှုံးကြောင့်တခါမှမရခဲ့ဘူးတဲ့စိတ်ဓာတ်နဲ့တွန်းအားတွေကိုရရှိနိုင်ပါလိမ့်မယ်အဲဒါကြောင့်အခုပွဲမှာအီဘိုအတွက်အနိုင်အရှုံးကအရေးမကြီးဘူးဆိုပြီးနီးပြကပြောပါတယ်ဒါတက်နဲ့ထိုးပြီးရဲ့နောက်မှာအီဘိုရဲ့အတွေ့အခေါ်တွေပြောင်းလဲသွားခဲ့ပြီးအခုလဲအိုခီတာနဲ့ထိုးရဖို့အတွက်စိတ်ရထက်သန်နေပါတယ်အခုဆိုရင်အီဘိုကအပြိုင်အဆိုင်များတဲ့ဖက်တာဝိတန်ရဲ့အမြင့်ဆုံးကိုရောက်ဖို့ချီလန်တလန်ရှေ့တိုးလိုက်ပြီးဖြစ်ပါတယ်အိုခီတာကသူတို့ရဲ့ပွဲကိုအီဘိုလက်ခံလိုက်တဲ့အကြောင်းသိလိုက်ရပြီးတဲ့အိတ်ထိုးဖို့လုပ်တဲ့အခါဓာတ်တက်ရောက်လာပါတယ်အိုခီတာရဲ့ထိုးချက်တွေကကောင်းပေမဲ့ဒီပုံစံအတိုင်းသာဆိုရင်အီဘိုကိုတော့တားဆီးနိုင်မှာမဟုတ်ဘူးဆိုပြီးဓာတ်တက်ကပြောပါတယ်အီဘိုကိုဘာလို့စိန်ခေါ်ခဲ့တာလဲဆိုပြီးဓာတ်တက်ကထပ်မိပါတယ်အိုခီတာကတော့ဓာတ်တက်နဲ့အီဘိုတို့ရဲ့ထိုးပွဲကိုကြည့်ရင်အီဘိုကသူ့ကိုစိန်ခေါ်နေတယ်လို့ခံစားရတာကြောင့်ဒီပွဲကိုစီစဉ်ခဲ့တာဖြစ်ကြောင်းပြောပါတယ်ဒါဟာတကယ်အကြောင်းရင်းမဟုတ်ဘူးဆိုတာဓာတ်တက်ရသိနေပေမဲ့အိုခီတာကတော့ဒီထက်ပိုပြီးမပြောပြချင်ပါဘူးအီဘိုရဲ့ထိုးချက်တွေကအိုခီတာထက်ပိုပြီးအားပြင်းပေမဲ့အိုခီတာကဓာတ်တက်လိုမျိုး cross glue နှလုံးထိုးချက်ကိုထိုးနိုင်နေပါတယ်အဲဒါကြောင့်ဓာတ်တက်လည်းအံ့ဩနေပြီးအိုခီတာကဒီပွဲကိုနိုင်အောင်ထိုးဖို့ဆုံးဖြတ်ထားပါတယ်